ဒီနေ့ကျင်းပပြုလုပ်တဲ့ဂုဏ်ထူးဆောင်ပါရဂူပွဲအာဏာကျင်းအခမ်းအနားကိုတက်ရောက်လာကြတဲ့ရန်ကုန်တက္ကသိုလ်မှတာဟာရအဖွဲ့ဝင်များနိုင်ငံတော်လုံခြုံရေးအေဂျင့်တာရေးကော်မရှင်အဖွဲ့ဝင်များပြည်တော်စုစစ်ပုဂ္ဂိုလ်များအစီအမံတက်မတော်ရရှိကြီးများရန်ကုန်ဒေသကြီးဝန်ကြီးချုပ်ဒုတိယဝန်ကြီးများပမခကျူများအထူးဖိတ်ကြားထားတဲ့နိုင်ငံတကာတက္ကသိုလ်များကပမခကျူများဂုဏ်ထူးဆောင်ပမခဆရာကြီးဆရာမကြီးများပမခများဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်အလာနဲ့ညီဒီဘွန်ရင်းသမင်ခမ်းမကြီးမှာကျွန်တော်ကိုဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူပွဲအနှင်းတဲ့အတွက်ဝါသာဂရုမဆုံးဖြစ်ရပါတယ်ကျွန်တော်အတွက်ဒါမကနိုင်ငံတော်ရဲ့အနာဂတ်ပညာရေးကဏ္ဍမြင့်တင်မှုမှာပဲအလွန်ပဲအရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်တယ်လို့လေးနက်စွာခံယူမိပါတယ်ဒါပြင်ကျွန်တော်အနေနဲ့ဂုဏ်ထူးဆောင်ပါရဂူပွဲနဲ့တူအနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာပုံမတာဝန်ရှိလာတယ်လို့လည်းခံယူမိပါတယ်အနာဂတ်နိုင်ငံခရီးလမ်းအတွက်ခွန်အားတစ်ခုလည်းဖြစ်ပါတယ်1922ခုနှစ်ကနေ2020ပြည့်နှစ်အထိဒီဘွယ်နင်းသပင်ခမ်းမာထဲမှာရဟန်းတော်များနိုင်ငံရခြားမှခေါင်းဆောင်များလူပုဂ္ဂိုလ်များအပါအဝင်စုစုပေါင်း82ဦးကိုဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီးချီးမြှင့်ခဲ့တဲ့ဘွဲ့တွေဟာဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့တွေဖြစ်တယ်ဆိုတာသိရပါတယ်ယဟန်တန်ဃာများဖြစ်တဲ့ဧကမပါတိတဗဒ္ဒတသီလနန္ဒာဘိဝန္တဗဒ္ဒန္တမာရာဘိဝန္တနဲ့ဗဒ္ဒတယန္တိတရတို့ကိုလည်းဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့တွေကိုချီးမြှင့်ခဲ့ပြီးနိုင်ငံတကာခေါင်းဆောင်များဖြစ်တဲ့ယူဂိုစလာဗီးယားနိုင်ငံသမ္မတမာရှယ်တီတိုနဲ့ဗီယက်နမ်သမ္မတဟူချီမင်းတို့ကိုဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့တွေချီးမြှင့်ခဲ့တယ်လို့သိရပါတယ်ယခု2026ခုနှစ်မှာ106နှစ်ပြည့်မြောက်ပြီဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ကြီးကကျွန်တော်ကိုပထမဆုံးသောဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့အန်ရင်းချင်းခံရတဲ့အတွက်အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါတယ်ကျွန်တော်အနေနဲ့ဒီတက္ကသိုလ်ကြီးမှာ1982 83ခုနှစ်ကာလကဥပဒေပညာဘာသာရပ်အဓိကအဖြစ်တည်ယူခဲ့တာအမှားရမိနေပါတယ်1982ခုနှစ်ပရမတ်ဒေသနာတက်စဉ်ကရာမညအဆောင်မှာဖြစ်ပါတယ်ဒုတိယနှစ်မှာတော့ဝိဇ္ဇာဌာနဘက်ကိုတက်ရပြီး1984ခုနှစ်ဇန်နဝါရီလမှာစစ်တပ်ကတူဘလုံးတင်တန်းကိုပြောင်းရွှေ့တက်ခါတာဖြစ်ပါတယ်စေလန်သားရဆိုပြီးလှပတဲ့ခန်းကောင်ပေများစေရနာအပြည့်ခွန်မဆိုင်ထုတ်ပြီးတင် जा ပေးတဲ့ဆရာဆရာမများကျောင်းတက်ဖော်များနဲ့တက္ကသိုလ်စာကြည့်တိုက်ကျူကိုလည်းဒီတိတရရှိပါတယ်အလားတူပဲအမတ်တက္ကသိုလ်လေ့ကျင့်ရေးတက်နံပါတ်1 UDC မှာတင်တန်းတပ်ဖွဲ့ဝင်အနေနဲ့1982 83ကာလများအတွင်းတမရသားဘဝအစပြုခဲ့ရတာကိုလည်းသတိရမိပါတယ်1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ရာပြည့်ကျော်လာတဲ့ရန်ကုန်တက္ကသိုလ်ကြီးဟာနိုင်ငံတော်ရဲ့တမိုင်းစင်လာကောင်းတဲ့အဖိုးမဖြတ်နိုင်တဲ့ပညာရေးအမွေအနှစ်တစ်ခုဖြစ်ပါတယ်။တမန်တလျှောက်မှာရန်ကုန်တက္ကသိုလ်ဟာအရှိတောင်အာရှရဲ့အဆင့်မြင့်ဆုံးနဲ့ဂုဏ်ရှိဆုံးတက္ကသိုလ်တစ်ခုဖြစ်ထင်ရှားကျော်ကြားခဲ့တာလည်းဖြစ်ပါတယ်။ပညာရေးဆိုင်ရာတမကမြန်မာလူတိုင်းကြိုးပမ်းမှုတမိုင်းရဲ့ဒရေတီယာနဲ့မျိုးကြီးစိတ်ဓာတ်တွေရှင်သန်ထက်မဲ့ရာနေရာတစ်ခုလည်းဖြစ်ခဲ့တယ်လို့နိုင်ငံခေါင်းဆောင်များစွာကိုလည်းမေးထုတ်ပေးခဲ့တဲ့တက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။မြို့သားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအပါဝင်လွတ်လပ်ရေးကြိုးပမ်းမှုတမန်တလျှောက်မှာထင်ရှားခဲ့တဲ့ခေါင်းဆောင်ကြီးများနဲ့ပညာရှင်ကြီးတွေဟာ
ရန်ကုန်တက္ကသိုလ်ကြီးကမုတ်ထုတ်ပေးလိုက်တဲ့ပညာရတနာတွေပဲဖြစ်ပါတယ်ထို့တူနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးစီးပွားရေးလူမှုရေးနိုင်ငံရေးခန္ဓာအသီးသီးမှာအသိပညာအတတ်ပညာရှင်တွေကလည်းအမိတက္ကသိုလ်ရဲ့လေ့ကျင့်သင်ကြားပေးမှုတွေနဲ့တူနိုင်ငံတော်ရဲ့တာဝန်တွေကိုကြာရခန္ဓာကနေကျေပွန်စာထမ်းဆောင်နေကြတာဖြစ်ပါတယ်တယောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာနိုင်ငံတော်တည်ဆောက်ရေးမှာကဏ္ဍမှာခိုင်မာတဲ့အခြေခံအဆောက်အအုံတွေတည်ဆောက်ခြင်းဟာအရေးကြီးတယ်လို့ပုံမခိုင်မာတဲ့အသိပညာအဆောက်အအုံတွေကိုလည်းတည်ဆောက်ရေးကပုံမအရေးကြီးတယ်လို့ခံယူတာဖြစ်လို့ကျွန်တော်တာဝန်ယူတဲ့ကာလမှာပညာရေးကိုအထူးလေးထားလျက်မျိုးဆက်သစ်လူစွမ်းအရင်းမြစ်ကောင်းတွေမို့ထုတ်ပေးနိုင်ဖို့ထိရောက်တဲ့တင်ကြားတင်မှုရရှိစေရေးလိုအပ်တဲ့ဆရာအင်အားတွေကိုမို့ထုတ်ပေးနိုင်ဖို့မူဝါဒတွေလမ်းညွှန်ပေးခဲ့ပါတယ်နိုင်ငံတော်စုအနေနဲ့နိုင်ငံတော်ရဲ့စာဝန်ကိုစတင်တာဝန်ယူခဲ့တဲ့အချိန်ဟာကမ္ဘာလုံးဆိုင်ရာကိုဗစ်-19 ကပ်ရောဂါဘေးနဲ့တူပြည်တွင်းမှာလည်းနိုင်ငံရေးရမတည်ငြိမ်မှုတွေနှောက်ယှက်ဖြစ်စမှုတွေပြင်းထန်တဲ့ကာလလည်းဖြစ်ပါတယ်ဒီလိုခက်ခဲတဲ့စိန်ခေါ်မှုတွေကြားကနေကျွန်တော်အနေနဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပညာရေးရမဆိုင်မတလှုပ်ဆောင်ရမယ့်လုပ်ငန်းတွေခိုင်ခိုင်မာမာခံယူပြီးကျောင်းသားကျောင်းသူတွေရဲ့ပညာသင်ယူခွင့်အခမ်းအနားတွေမဆုံးရှုံးစေဖို့အခြေခံပညာကျောင်းတွေကစလို့တက္ကသိုလ်ကောလိပ်တွေအများဆုံးဖွင့်လှစ်တိုင်အောင်အဆန်းကုန်ကျူးပန်းဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်အချို့အပြည့်မောက်လှုပ်ဆောင်သူတွေဟာမျိုးစစ်သစ်လူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးဖို့ပညာရေးကဏ္ဍကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတာအလုံးအသိပဲဖြစ်ပါတယ်ကျောင်းတွေကိုပိတ်ခိုင်းတာကျဆရာမတွေကို DCS ပြုလုပ်ဖို့ဖိအားပေးတာနဲ့ကျောင်းသားတွေကိုချင်းချောက်တာတွေရှိခဲ့ပေမဲ့နိုင်ငံတော်အစိုးရအနေနဲ့ပညာရေးရန်တရားရပ်တန့်မသွားစေဖို့နဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုတွေကိုအထူးဦးစားပေးဆောင်ရွက်ပေးခဲ့ပါတယ်ပညာသင်ကြားရေးဟာနိုင်ငံရေးရဲ့တစားကံဘရောမှမဖြစ်စေရဘူးဆိုတဲ့ခိုင်မာတဲ့ယက်တီချက်နဲ့ကျွန်တော်တို့လှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်တစ္ဆာကြီးပညာရေးဝန်ထမ်းအသီးသီးကလည်းမိမိတို့ရဲ့တပည့်များပညာအဆက်မပြတ်စေဖို့ဆုံးလွန်ဆန်းစားစွာနဲ့ကျူးပန်းဆောင်ရွက်ခဲ့လို့သာလက်ရှိအခြေအနေကိုရောက်ရှိလာခြင်းပဲဖြစ်ပါတယ်ဒီတက်လွယ်ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူရပါတယ်နိုင်ငံတကာရဲ့တိုးတက်မှုအနေမြင့်ဟာအဲ့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေရဲ့ပညာရည်သီးပေါ်မှာဓာတ်ရိုက်မူတည်နေတာလည်းဖြစ်ပါတယ်ပညာရေးဟာမိမိတို့တိုင်းရင်းသားပြည်သူတွေရဲ့ဝေဖန်ပန်းချနိုင်စွမ်းကိုမြင့်တင်ပေးပြီးမတူကွဲပြားမှုတွေကြားကနေစီးလုံးညီညွတ်မှုကိုဖော်ဆောင်ပေးနိုင်တဲ့တစ်ခုတည်းသောဆွမ်းအားစုလည်းဖြစ်ပါတယ်စင်မပီစီကံပြေးဝတဲ့ပါတီစုဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးပေါ်ထွန်းလာဖို့ဆိုတာနိုင်ငံတော်မှာအသိပညာအတတ်ပညာနဲ့ပြည့်စုံတဲ့နိုင်ငံသားတွေရှိဖို့ကအဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်ပညာရေးကိုအပိမြင့်တင်တာဟာနိုင်ငံတော်ရဲ့အနာဂတ်အတွက်အမျက်ဆုံးစွန်သောရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်ယနေ့အနှင်းနဲ့ဂုဏ်ထူးဆောင်ဘွဲကိုအတိမတ်ပြုခြင်းအပြင်နောက်လာမယ့်အနာဂတ်ကာလတွေမှာလည်းမြန်မာပညာရေးကဏ္ဍပုံမူမြန်မာတိုးတက်စေဖို့နဲ့ပညာတတ်တွေပေါ်ကျွယ်ဝတဲ့နိုင်ငံတော်ကြီးဖြစ်လာစေဖို့ကျွန်တော်အနေနဲ့ဆက်တဲ့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ကမ္ဘာမြေပေါ်မှာတန်ဆာတအလွန်ရှားပေပါပေမဲ့ပညာရေးကိုအရင်တည်ပြီးကမ္ဘာထိပ်တန်းစီးပွားရေးအင်အားကြီးတွေနိုင်ငံကြီးတွေဖြစ်လာခဲ့တဲ့တာရာတွေကိုအလေးနဲ့သတိပြုကြရမှာလည်းဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အပြီးပြောင်ပုံဘောကနေပြန်လဲရုံးထခဲ့ရတဲ့ဂျပန်နိုင်ငံနဲ့ပြည်တွင်းစစ်ဒဏ်ကိုပြင်းထန်စွာခံရခဲ့ရတဲ့တောင်ကိုရီးယားနိုင်ငံတို့ရဲ့တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်တဘာဝတန်ဇာတထက်ဒုသားအရေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကိုသာအမျိုးသားရေးမဟာဗျူဟာဖြင့်အလေးထားချမှတ်ခဲ့တာကိုတွေ့ရှိရပါမယ်ဒါဟာနိုင်ငံတကာနိုင်ငံတကာရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာရေပေါ်မြေပေါ်တန်ဇာတတွေတဲ့နိုင်ငံသားတွေရဲ့အသိပညာအတတ်ပညာအရေးသေးပေါ်မှာပဲဓာတ်ရဲ့အချိုးကျမိတည်နေတယ်ဆိုတာအထင်ရှားသက်သေပြနေတာပဲဖြစ်ပါတယ်
နိုင်ငံတော်ကပြန်ရိုင်းခါနာတွေဘာနာငွေတိုးမြင့်ချထားပေးတာကျောင်းတွေအစ်စ်မြင့်ပေးတာနဲ့ဆရာဆရာမတွေရဲ့အရေးသွေးကိုမြင့်တင်ပေးနေတာတွေဟာနောက်လာမဲ့ဆယ်စုနှစ်များဒီမှာရရှိလာမဲ့နိုင်ငံအင်အားတွေအတွက်အခြေခံအုတ်မြင့်ချပေးနေခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာပညာရေးကိုအခြေခံပြီးနိုင်ငံတော်ကိုခိမိဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ကမ္ဘာအလယ်မှာဝင့်ထဲရပ်စွာရပ်တည်နိုင်အောင်မဆုံးမမနေတဲ့ဇွဲလုံးလာတွေနဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တိုင်းရင်းသားဒေသတွေမှာပညာရေးကွာဟမှုမရှိစေဖို့ဝေးလာခေါင်ပြတဲ့ဒေသတွေထိကျောင်းတွေပြန်လည်ဖွင့်တာနဲ့ဆရာဆရာမတွေဖြည့်ဆည်းပေးတာကိုလည်းဦးစားပေးလှုပ်ဆောင်ပေးခဲ့ပါတယ်ဒါဟာအမျိုးသားပြန်လည်တည်မတ်ရေးနဲ့ပြည်တော်စုစိတ်ဓာတ်ရှင်သန်ဖို့အတွက်ပညာရေးရဲ့ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်ပါတယ်ဝေးလာခေါင်ပြတဲ့ဒေသအချို့ရဲ့တဲ့လုံခြုံရေးကထိရှလွယ်တဲ့ဒေသနေရာတွေမှာကလေးငယ်များပညာသင်ကြားခွင့်အနှောင့်အယှက်ဖြစ်နေတာကိုကျွန်တော်တို့အထူးခုပြုလျက်ရှိပါတယ်2021ခုနှစ်မှာစတင်ကြုံတွေ့ခဲ့ရတဲ့ကြီးမားတဲ့ဆရာဆရာမရောနေမှုအခက်အခဲတွေကြားကနိုင်ငံတော်ရင်းနဲ့ကျောင်းသားရှိရင်ဆရာရှိရမည်ကျောင်းရှိရင်ဆရာရှိရမည်ဆိုတဲ့မူဝါဒကိုခိုင်ခိုင်မာမာဆွဲကင်ပြီးလုံခြုံရေးနဲ့သင်ကြားရေးရန်တရားတွေကိုအစောင့်ကိုဖြည့်ဆည်းပေးလျက်ရှိနေပါတယ်ဆရာဆရာမလိုအပ်ချက်ရှိနေတဲ့ဒေသတွေမှာလည်းဒေသကလူငယ်တွေကိုဆရာတက်ပညာသင်တန်းတွေပေးပြီးပြန်လည်ခန့်အပ်ပြီးခန့်အပ်ခြင်းအားဖြင့်ပညာရေးကွာဟမှုလည်းလျှော့ချနိုင်ဖို့ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်ကျွန်တော်တို့အနေနဲ့အနာဂတ်မှာရှောက်လှမ်းမဲ့ပညာရေးရည်မှန်းချက်ကတော့ရည်သွေးရှိသောပညာရေးမှသည်နိုင်ငံတော်၏အင်အားသို့ဆိုတဲ့ဥတီချက်နဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ယနေ့ကမ္ဘာဖွံ့ဖြိုးပြီးနိုင်ငံအများစုကိုလေ့လာကြည့်ရင်ဒေသและအရင်းမြစ်တွေအပေါ်မှာခြေခံတဲ့တမွေးပညာရပ်တွေကိုအားပေးတာဟာလုံမဲ့နှုံကိုလျှော့ချပေးနိုင်တာမကဒေသတွင်းကုန်ထုတ်လုပ်မှုနဲ့စီးပွားရေးကိုပါဟန်ချင်းကြီးမြင့်တင်ပေးနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးအခြေခံနိုင်ငံဖြစ်တဲ့ကျွန်တော်တို့အနေနဲ့ကျွန်တော်နိုင်ငံအနေနဲ့လည်းဒီလိုအောင်မြင်တဲ့စံနမူနာတွေကိုလေ့လာပြီးနိုင်ငံတော်ကချမှတ်ထားတဲ့စိုက်ပျိုးရေးမွေးမြူနဲ့စက်မှုနည်းပညာဆိုင်ရာမူဝါဒဟာဒေသလိုက်ကုန်ထုတ်လုပ်မှုအားကောင်းစေပြီးပြည်တွင်းစီးပွားရေးကိုအခြေခံကစတင်မြင့်တင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့လူငယ်တွေအလုပ်ကအခွင့်အလမ်းပုံမရရှိလာစေမှာလည်းဖြစ်ပါတယ်။စိုက်မှုစိုက်ပျိုးနဲ့မွေးမြူဆိုင်ရာတိပ္ပံကျမ်းတို့ကိုတိုးချက်ဖွင့်လှစ်ပေးခြင်းဟာအခြေခံပညာပေးဆုံးတဲ့အခါမှာတက္ကသိုလ်ဆက်မတက်နိုင်သူတွေအတွက်ဘဝရည်တည်နိုင်မဲ့အတတ်ပညာတစ်ခုပိုင်ဆိုင်စေဖို့နဲ့နိုင်ငံတော်ရဲ့ကုန်ထုတ်လုပ်မှုအခမ်းကဏ္ဍအတွက်ကျွမ်းကျင်လူသားတွေဖြည့်ဆည်းပေးဖို့ရည်ရွယ်တာလည်းဖြစ်ပါတယ်။ဧည့်သည်တော်များခင်ဗျာတိပ္ပံနဲ့နည်းပညာကဏ္ဍကိုနိုင်ငံတော်ရဲ့အနာဂတ်အင်အားဖြင့်ရှုမြင်ပြီးနည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်ရဲ့အရေးသွေးကိုအရှိန်ဟုန်မြင့်တင်ပေးခဲ့ပါတယ်။အထူးသဖြင့်နေပြည်တော်မှာကမ္ဘာ့အဆင့်မီနေပြည်တော် State Academy နဲ့နေပြည်တော် Polytechnic University တို့ကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုစီမှာလည်း Polytechnic University တွေကိုတည်ထောင်ခဲ့တာဟာနိုင်ငံတော်ရဲ့လိုအပ်နေတဲ့အဆင့်မြင့်အင်ဂျင်နီယာတွေနဲ့သုတေသနပညာရှင်တွေမွေးထုတ်ပေးဖို့ကြီးမားတဲ့ခြေလှမ်းတက်ပဲဖြစ်ပါတယ်။ဒါပြည်ပညာရေးအရေးအသွေးမြင့်မားစေဖို့ဆရာဆရာမတွေရဲ့အရေးချင်းဟာအဓိကကြတဲ့အတွက်ပညာရေးတက္ကသိုလ်နဲ့ပညာရေးဒီဂရီကောလိပ်တွေကိုအဆင့်မြင့်တင်ပေးလျက်ရှိပါတယ်။ဆရာဆရာမတွေအနေနဲ့ခေတ်မီနည်းစနစ်တွေကိုတတ်မြောက်ယုံတာမကနိုင်ငံချစ်စိတ်နဲ့ကိုကျင့်တရားကောင်းမွန်တဲ့မျိုးဆက်သစ်တွေကိုပြိုးထောင်ပေးနိုင်ဖို့နိုင်ငံတော်မှာတာဝန်ရှိတဲ့အတွက်လူဝတ်တဲ့လူမှုမူဝါဒပိုင်းနဲ့လူမှုစည်းပွားဆိုင်ရာပံ့ပိုးမှုတွေကိုအစဉ်တစိုက်ဖြစ်စီပေးသွားမှာလည်းဖြစ်ပါတယ်။ပညာရေးကဏ္ဍမှာတာဝန်ထမ်းဆောင်နေကြတဲ့ပညာရှင်တွေဆရာဆရာမတွေနဲ့စီမံခန့်ခွဲသူအားလုံးကိုတိုက်တွန်းလိုတာတစ်ခုကတော့ပညာရေးဆိုတာဟာစံချိန်ကားနဲ့မှသာရှိတာမဟုတ်ပဲနိုင်ငံတော်ရဲ့အနာဂတ်ကံကြမ္မာကိုတိဆောက်ပေးနေတဲ့အခြေခံ
အုံမြင့်ဖြစ်တယ်ဆိုတာကိုအမဲလဲနှလုံးသွင်းထားကြဖို့ပဲဖြစ်ပါတယ်မိမိတို့ချမှတ်ထားတဲ့မူဝါဒများနဲ့ရှစ်လို့ငန်းစဉ်တွေဟာစာဝဲပေါ်မှာသာရှိမနေပဲမြေပြင်မှာလက်တွေ့ကြကြအကောင့်ထဲပေါ်နိုင်ဖို့လိုအပ်ပါတယ်အထူးသဖြင့်တင်ကြားရေးစနစ်တွေကိုခေတ်နဲ့ညီပြောင်းလဲရမှာဆရာဆရာမများရဲ့ဥဆောင်မှုခန်းကဏ္ဍဟာအလွန်ကြီးအရေးကြီးပါတယ်တက္ကသိုလ်တွေဟာနိုင်ငံတော်အတွက်စသည့်တည်ရှင်မှုတွေကိုဖန်တီးပေးတဲ့နေရာဖြစ်ရပါတယ်ဒါကြောင့်တက္ကသိုလ်တွေရဲ့ပညာရေးမူဝါဒမှာသူတည်တနာအခြေပြုတက္ကသိုလ်များဖြစ်လာစေရေးကိုအလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်တက္ကသိုလ်များနဲ့ကောလိပ်များအနေနဲ့မိမိတို့ရဲ့ဘာသာရပ်ဆိုင်ရာသူတည်တနာများကိုနိုင်ငံတော်ရဲ့ပဂရိလိုအပ်ချက်များနဲ့ချိတ်ဆက်ရန်တိုက်တွန်းလိုပါတယ်ဆရာဆရာမများအနေနဲ့လည်းတပည့်တွေကိုအသိပညာအတတ်ပညာသင်ကြားပေးရုံသာမကမျိုးချစ်စိတ်နဲ့စီကံကောင်းမွန်တဲ့စိတ်ဓာတ်များကိန်းအောင်လည်းစေဖို့စာနမူနာပြလှုပ်ဆောင်ပြိုးထောင်ပေးကြမှာဖြစ်ပါတယ်ဆရာတွေပဲတက်ညီနေကြီးကျူးပန်းဆောင်ကြမယ်ဆိုရင်ဗလာ900နဲ့ပြည့်စုံတဲ့လူငယ်တွေပေါ်ထွန်းလာမှာဖြစ်ပြီးဒုသားအရေးမြင့်ကောင်းများဖြင့်နိုင်ငံတော်ကိုအကျိုးပြုနိုင်မှာလည်းဖြစ်ပါတယ်မိမိတို့ဆောင်ရွက်ခဲ့တဲ့ဒီပြုပြင်ပြောင်းလဲမှုတွေဟာနောင်လာမယ့်နှစ်ပေါင်းများစွာတိုင်အောင်နိုင်ငံတော်ရဲ့လူမှုစည်းဝါးဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအုတ်မြစ်ကောင်းတွေဖြစ်လာမှာပါကျွန်တော်ဝန်အနေနဲ့ဂုဏ်ထူးဆောင်ဘွဲ့နဲ့ညီနိုင်ငံတော်အနေနဲ့ပညာရေးကိုခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့အမျိုးသားရေးဦးတည်ချက်ဖြစ်နေဆက်လက်ပြီးအရှင်ဦးမပြတ်အားပေးကူညီသားမယ်လို့လည်းပြောကြလိုပါတယ်ကျွန်တော်အနေနဲ့ရန်ကုန်တက္ကသိုလ်ကြီးရဲ့ကျောင်းသားဟောင်းတယောက်ဖြစ်တယ်လို့အမြဲခံယူပြီးတက္ကသိုလ်ကြီးရဲ့အတိတ်ဂုဏ်ငွေကိုပြန်လည်ဖော်ဆောင်ပြီးကမ္ဘာအဆင့်မီတက္ကသိုလ်တစ်ခုဖြစ်လာစေဖို့ဘယ်ပေါင်းစုံကနေအဆင့်မြင့်တင်မှုတွေဆက်လက်ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်တက္ကသိုလ်ကြီးရဲ့တမန်ဝင်အဆောက်အအုံတွေကိုထိန်းသိမ်းယူတာမကပဲတင်ကြားရေးနဲ့သူတည်တနာကဏ္ဍတွေမှာလည်းနိုင်ငံတကာစံနှုန်းတွေနဲ့အညီဖြစ်စေဖို့ကြိုးပမ်းနေတာဟာနောက်လာမယ့်မျိုးဆက်သစ်တွေအတွက်ဂုဏ်ယူဖွယ်ရာပညာရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးလိုခြင်းပဲဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်ကြီးဟာနောက်နှစ်ပေါင်းများစွာတိုင်အောင်နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်တဲ့လူသားရင်းမြစ်တွေကိုဆက်လက်မွေးထုတ်ပေးနေမဲ့အသိပညာရဲ့အလင်းနိုင်ကြီးအဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ဒီနေ့ကျွန်တော်အနေနဲ့တဲ့ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဟာမိမိတူဦးတွေအတွက်ဒါမဟုတ်ပဲနိုင်ငံတော်ရဲ့ပညာရေးကဏ္ဍမြင့်တင်ဖို့အတွက်အာသွန်ခွန်ဆိုင်ကြိုးပမ်းနေကြတဲ့ဆရာဆရာမတွေနဲ့ပညာရေးဝန်ထမ်းအားလုံးအတွက်လို့ထင်မြင်ပါတယ်ဒီဂုဏ်ထူးဆောင်ဘွဲ့ကိုကိုယ်မအောင်မြင်မှုတစ်ခုပြည့်မခံယူပဲနိုင်ငံအတွက်ပုံမတာဝန်ယူရမယ့်အခမ်းကဏ္ဍအသစ်တရအဖြစ်ခံယူပါတယ်နိုင်ငံတော်နဲ့ပြည်သူအတွက်ပညာရေးတာဝန်တွေကိုအခုတည်းပုံမထမ်းဆောင်ဖို့ခွန်အားသစ်တွေကိုပေးစွမ်းစေပါတယ်ကျွန်တော်တို့အားလုံးစီစီလေးလုံးနဲ့ပညာရေးကိုအခြေခံပြီးနိုင်ငံတော်ကိုတည်ဆောက်ကြမယ်ဆိုရင်မိဘတို့ရဲ့အနာဂတ်မှာမြန်မာနိုင်ငံကမ္ဘာ့အလယ်မှာတင့်တယ်ဝင့်ထဲတဲ့နိုင်ငံတကာဖြစ်လာမှာအမှန်ပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့နိုင်ငံတော်နဲ့ပြည်သူတွေရဲ့အနာဂတ်ကိုပုံမတောက်ပခိုင်မာပြီးပြည်သူတွေမျှော်လင့်ချက်ပြည့်ဝစေဖို့ဆက်လက်ကြိုးပမ်းဆောင်ရွက်တော့မှာဖြစ်တယ်လို့ပြောကြလိုပါတယ်ရန်ကုန်တက္ကသိုလ်ရဲ့အဓိပတိဖြစ်တဲ့ပါမခချုပ်နဲ့တာဟလူကြီးများအားလုံးကိုဒီဂုဏ်ပြုမှုတဲ့ကျေးဇူးတင်ရှိကြောင်းပြောကြရင်ညီကုန်းချုပ်ပါတယ်